ကုသိုလ်ကောင်းမှုအာဇင်နကအနေနဲ့ပေါ့နော်နေ့စဉ်တရားထိုင်ပြကြတယ်တရားအထုတ်ပြကြတယ်ဆိုတော့အကောင်းဆုံးအလုပ်ကိုလုပ်နေတာလို့ဒီလိုတော့ပြောလို့ရတာပေါ့နော်ဒါပေမဲ့တကယ်တမ်းတရားအထုတ်တဲ့ဥစ္စာကတရားထိုင်တော့မှဒီလိုထိုင်တဲ့အချိန်ကြမှာတရားအထုတ်ရတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုဆရာတော်ကြီးတွေရဲ့တရားတော်တွေထဲမှာနာကြည့်လို့ရှင်လေအဲ့ဒါတွေသိရတာပေါ့နော်တရားအထုတ်တယ်ဆိုတာမျက်စိမိတ်ပြီးတော့ဒီလိုမျိုးထိုင်နေမှတရားအထုတ်တာမျိုးမဟုတ်ဘူးတဲ့ဟိုတရားအထုတ်တယ်ဆိုတာကိုယ့်ရဲ့တန်တန်မှာပေါ့နော်လောဘဒေါသမောဟမဖြစ်အောင်ကိုစောင့်ရှောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒါတရားအထုတ်တာပဲလို့ဒီလိုပြောလို့ရတယ်ဆိုတဲ့ဟာဒီဆရာတော်ကြီးတွေရဲ့တရားတော်တွေထဲမှာပါတာပေါ့နော်သွားနေလာနေရင်ထိုင်နေရင်စားနေရင်တောက်နေရင်ပြောနေရင်ဆိုနေရင်ပေါ့နော်အခုနေ့စဉ်နေထိုင်နေတဲ့အနေအထားမှာကိုယ့်ရဲ့တန်တန်မှာလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တွေကိလေသာတွေမဖြစ်အောင်ကိုထိမ့်သိမ်းဆောက်ရှောက်နေတာဟာတရားအထုတ်တာပဲလို့ဒီလိုနားလည်ရမယ်လို့အဲ့လိုပြောတာရှိတာပေါ့နော်အဲ့တော့အခုလိုမျိုးစနစ်တကျတစ်ချိန်တတ်မှတ်ပြီးတော့မှတရားရှုမှတ်ကြတယ်ဆိုတဲ့ဟာကတော့ဒီအချိန်မှာလုံးဝကိုစိတ်တွေဖြူစင်ပြီးတော့စနစ်တကျအားထုတ်တာပေါ့နော်ဒီအချိန်မှာတော့မှပဲတရားအားထုတ်နေရင်ကိုယ့်ရဲ့တဏ္ဍာမှာလောဘတို့ဒေါသတို့ဆိုတဲ့ကိလေသာတွေပေါ့နော်ထင်ရှားတဲ့ကိလေသာတွေမဖြစ်ရင်တော့မှပဲတစ်ခါတလေမှာမောဟနဲ့အားထုတ်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မောဟကြီးနဲ့အားထုတ်နေတယ်ဆိုလို့ရှိရင်တရားအားထုတ်တာအကျိုးမများဘူးပေါ့နော်အဲကြောင့်မလို့တဲ့ကိုကတရားအားထုတ်တာကိုအချိန်တစ်ခုတည်းမှာပဲအားထုတ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေ့စဉ်သွားလာလှုပ်ရှားပြောဆိုနေထိုင်နဲ့အချိန်တိုင်းမှာပေါ့နော်ကိုယ့်ရဲ့တဏ္ဍာမှာတတိယတိုင်းကိုယ့်ရဲ့တဏ္ဍာမှာလောဘဖြစ်နေလားဒေါသဖြစ်နေလားမောဟဖြစ်နေလားဆိုတာကိုတတိထားပြီးတော့အတတ်နိုင်ဆုံးလောဘဒေါသမောဟမဖြစ်အောင်ကိုတတိထားပြီးစောင့်ရှောက်တယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ဟာတရားအားထုတ်တဲ့အချိန်ပဲအဲ့ဒါမျိုးကိုပဲတရားအားထုတ်တယ်လို့ဆိုရမယ်ဆိုတဲ့ဟာရှိတာပေါ့နော်ဟိုတရားအားထုတ်တာလောဘဒေါသမောဟမဖြစ်အောင်အားထုတ်တာဆိုတော့ကိုယ့်ရဲ့တဏ္ဍာမှာလောဘဒေါသမောဟမဖြစ်အောင်ဘယ်လိုအားထုတ်ရမှာလဲဆိုတဲ့ဟာရှိတာပေါ့နော်အဲ့တော့အဲ့ဒီလောဘဒေါသမောဟမဖြစ်အောင်ဆိုတာကကိုယ်မှာရှိတဲ့ဒီကိုယ်နဲ့စိတ်ပေါ့နော်ဟိုတရားသူပြောရင်တော့ယုတ်နဲ့နံပေါ့အဲ့ဒီကိုယ်နဲ့စိတ်ပေါ်မှာမှန်ကန်စွာနှလုံးသွင်းမယ်ဆိုလို့ရှိရင်အဲ့ဒီပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ဆောက်ရှောက်နေနိုင်မယ်ဆိုရင်ဒါတရားအထုတ်တာပဲအဲ့တော့ကိုယ်နဲ့စိတ်ပေါ်မှာနှလုံးသွင်းမှန်အောင်မြင်အောင်ပေါ့နော်အဲ့ဒါမျိုးကိုတတိထားဖို့လိုတာပေါ့အခုမှရှိတဲ့ကိုယ်နဲ့စိတ်နဲ့ဟိုတဲ့ပဂတိအရှိတရားအတိုင်းမြင်ရမယ်ပေါ့နော်မြင်ရမယ်အဲ့ဒါဆိုလို့ရှိရင်လောဘတို့ဒေါသတို့မောဟတို့ဆိုတာမဖြစ်အောင်စောင့်ရှောက်ရလွယ်တယ်ပေါ့နော်ပဂတိအရှိတရားဆိုတာဘာလဲဆိုတော့ဒီကိုယ်ရဲ့စိတ်ရဲ့ဆိုတဲ့ဟာကကိုယ်ပိုင်တာမဟုတ်ဘူးတဘာဝတရားသာဖြစ်တယ်ဆိုတဲ့အမြင်မျိုးကိုမြင်နိုင်တယ်လက်ခံနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါဒီကိုယ်မှာရှိတဲ့ကိုယ်နဲ့စိတ်နဲ့ဆက်ပြီးတော့ပေါ့နော်လောဘဒေါသမောဟမဖြစ်အောင်ထိမ့်သိရတာလွယ်တာပေါ့နော်အဲ့တော့ဒီကိုယ်ရဲ့စိတ်ဟာတဘာဝတရားသာဖြစ်တယ်ဆိုတဲ့ဟာကိုလက်ခံဖို့အတွက်ကြတော့ကိုကတရားဘုဒ္ဓတာနဲ့စဉ်းစားဆင်ခြင်ရမှာပေါ့နော်လက်တွေ့ရှုမှတ်နေတယ်လက်ခံသွားပြီးတော့မြင်သွားတာလည်းရှိတယ်လက်တွေ့ရှုမှတ်နေရင်လည်းဒီကိုယ်စိတ်တွေဒီယုတ်တရားနံတရားတွေဟာတဘာဝတရားတွေပါလို့မသိသေးဘူးမမြင်သေးဘူးဆိုရင်တော့မှပဲတရားဘုဒ္ဓတာနဲ့နားလည်အောင်ကြိုးစားရမယ်ပေါ့နော်အဲ့တော့ဒီကိုယ်မှာရှိတဲ့ကိုယ်ဆိုတဲ့ဒီယုတ်တရားဒီခန္ဓာကြီးဟာကိုယ်ခန္ဓာကြီးဟာတဘာဝတရားသာဖြစ်တယ်ဆိုတဲ့ဟာကပေါ့နော်အလွယ်တကူစဉ်းစားကြည့်ုံနဲ့မြင်သာတယ်ထင်သာတယ်အလွယ်တကူသိနိုင်တယ်ပေါ့နော်တေချာစဉ်းစားလိုက်အလွယ်တကူသိနိုင်တယ်မွေးကလေးကဒီရထားတဲ့ခန္ဓာကိုယ်ကြီးဟာသူ့ရဲ့သဘာဝအတိုင်းပဲတပြေးပြေးနဲ့အိုမင်းလာတယ်အသက်တွေကြီးလာတဲ့အခါမှာသူ့ရဲ့သဘာဝအတိုင်းပဲခန္ဓာကိုယ်ကသပင်တွေဆိုလည်းဖြူလာတယ်ပေါ့နော်မျက်စိတွေမှုံလာတယ်အကြားအာယုန်တွေအားနေလာတယ်ငယ်ငယ်တုန်းကလူမှတ်နိုင်တဲ့ဟာတွေချိုးရင်းလာတယ်ပေါ့နော်မှတ်နိုင်တဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းအားနေလာတယ်ဆိုတာဒါကဒီရုပ်ဒီကိုယ်ကြီးရဲ့သဘာဝအတိုင်းသွားနေတာကိုဖြစ်ရှင်သူဖြစ်လို့ရတာမဟုတ်ဘူးဆိုတဲ့ဒီရုပ်ရဲ့သဘာဝဖြစ်စဉ်ကြီးကထင်သာမြင်သာတယ်လက်ခံလို့လွယ်တယ်ပေါ့နော်ဒီကိုဟာ
ကိုယ်အလူမလိုက်တာတော့သိကြတယ်မွေးကလေးကတဘာဝအတိုင်းဆောင်းလျှောက်ထားရင်ဆောင်းလျှောက်မဆောင်းလျှောက်နိုင်လို့ရှိရင်ခန္ဓာကိုယ်ကအမြဲတမ်းကိုဒုက္ခပေးနေရပါတော့အဲ့တော့ဒီခန္ဓာကိုယ်ကိုကြမ်းမအောင်ယောဂမဖြစ်အောင်ဆောင်းလျှောက်တယ်ဆိုတဲ့ဟာကလည်းတဘာဝကိုလွန်ဆန်ပြီးတော့မဆောင်းလျှောက်နိုင်ကြဘူးပေါ့နော်တဘာဝအတိုင်းဆောင်းလျှောက်နိုင်မှကြမ်းမာတဲ့သဘောဖြစ်မယ်တဘာဝနဲ့လွန်ဆန်ပြီးတော့နေလိုက်လို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ဒုက္ခတွေကိုခံစားရတယ်ပေါ့နော်အဲ့တော့ဒီခန္ဓာကိုယ်ကြီးဟာကိုယ်ဆိုတဲ့ဒီယုတ်တရားကြီးဟာခန္ဓာကိုယ်ကြီးဟာတဘာဝဖြစ်စင်တာဖြစ်တယ်ဆိုတာအဲ့လိုမျိုးစဉ်းစားလိုက်ရင်လွယ်တကူနားလည်လို့ရတာပေါ့နော်ကိုယ်အလိုမလိုက်ဘူးသူတဘာဝအတိုင်းသွားနေတယ်တဖြည်းဖြည်းနဲ့ပုံမင်းရောပြီးနောက်ဆုံးမှတည်ဆုံးနေဆိုတဲ့တဘာဝအတိုင်းတည်ရတယ်ဆိုတဲ့အနေအထားမျိုးလူတိုင်းကြုံရမယ်ဆိုတဲ့ဟာဒါဘယ်လောက်မှခက်ခဲစဉ်းစားပြီးတွေးစရာမလိုဘူးပေါ့နော်အလွယ်တကူနားလည်လွယ်တယ်အဲ့တော့ကိုရထားရုပ်တရားကြီးကတဘာဝတရားဖြစ်တယ်ဆိုတော့ပထမတစ်ချက်နားလည်လက်ခံရမယ်ပေါ့နော်နောက်ဒုတိယတစ်ချက်ကတော့စိတ်ပေါ့အဲ့ကိုယ်မှာရှိတဲ့စိတ်ကလည်းပဲတဘာဝတရားဖြစ်တယ်ဆိုတာကိုနားလည်နိုင်အောင်ကြိုးစားရမယ်ပေါ့နော်အဲ့တော့စိတ်ဆိုတဲ့ဟာကတော့ခုနကကိုယ်ထက်စားလို့ရှိရင်တဘာဝဖြစ်တယ်ဆိုတဲ့ဟာအလွယ်တကူနားလည်ဖို့နည်းနည်းခက်တာပေါ့နော်အဲ့ဒါကတည်တည်ချာချာသတိထားပြီးတော့မစောင့်မကြည့်တတ်ဘူးဆိုလို့ရှိရင်စိတ်ဆိုတာကိုတဘာဝတရားပါလို့လက်မခံဘဲနဲ့ဒီစိတ်ကငါစိတ်ပဲငါတွေးနေတယ်ငါဒေါသထွက်တယ်ငါမြင်တယ်ငါကြားတယ်ပေါ့နော်ဒီလိုမျိုးစိတ်တွေကိုငါလို့ဆွဲတဲ့ဟာကခွာရခတ်တာပေါ့နော်အဲ့တော့စိတ်ဆိုတာကလည်းတကယ်တမ်းတေချာစဉ်းစားမယ်ဒီချာလိလာမယ်သုံးသပ်မယ်ဆိုရင်တဘာဝတရားဆိုတာခုနခန္ဓာကိုယ်ကြီးလိုပဲမြင်သာထင်သာပါတယ်တဲ့အဲ့ဒါကဒီဆရာတော်ရဲ့ဒီတရားဆောင်ထဲမှာလည်းပါတယ်စိတ်ကိုရှုမှတ်မယ်ဆိုလို့ချင်းစိတ်ကအကုန်လုံးပေါင်းမှာ73မျိုးပဲရှိတာပေါ့နော်73မျိုးပဲရှိတယ်ကိုယ့်ရဲ့တဏ္ဍာမှာစိတ်တွေအကုန်လုံးကိုအနစ်ချုပ်လိုက်မယ်ဆိုလို့ရှင်ပေါ့နော်မြင်တဲ့စိတ်မြင်တဲ့ကြားတဲ့စားတယ်ပေါ့နော်ထိတိတဲ့စိတ်တွေရှိတယ်ဆိုတော့ဒီအပြင်ဧည့်သည်စိတ်ဆိုတာတွေရှိတယ်တဲ့နောက်အတွင်းဧည့်သည်စိတ်ဆိုတာလောဘဒေါသမောဟတို့ဒီအလောဘအဒေါသတို့ပေါ့နော်တွေးတောတဲ့စိတ်တွေအဲ့ဒီစိတ်တွေကလည်းပဲဒီကိုယ့်ရဲ့အတွင်းတဏ္ဍာမှာရှိတဲ့အတွင်းဧည့်သည်စိတ်ဆိုတာမျိုးတွေပေါ့နောက်အသက်ရှူတဲ့စိတ်တွေလေးကိုရှူတဲ့စိတ်လေးကိုထုတ်တဲ့စိတ်ပေါ့အဲ့ဒီစိတ်တွေအကုန်လုံးဟာတဘာဝအတိုင်းဖြစ်နေတဲ့စိတ်တွေပါဆိုတဲ့ဟာကိုလက်ခံရမယ်ပေါ့နော်လက်ခံနိုင်အောင်ကြိုးစားရမယ်ပေါ့အဲ့တော့မြင်တယ်ဆိုတဲ့မြင်စိတ်ကငါမျက်စိနဲ့ငါကြည့်လို့ငါမြင်တာပဲဆိုပြီးတော့ဒီလိုမျိုးသတိမထားမိရင်တော့အဲ့လိုပဲထင်နေမှာပေါ့နော်တကယ်တမ်းမြင်တယ်ဆိုတဲ့မြင်စိတ်တစ်ခုပေါ်ဖို့ဆိုတာကမြင်စရာအစင်းနဲ့ကိုယ်မှာရှိတဲ့အကြည့်တဲ့ပေါ့နော်ဒီဒွါရနဲ့တိုက်ဆိုင်မှာအကြောင်းတိုက်ဆိုင်မှာပေါ်လာတဲ့သဘာဝဖြစ်စဉ်လေးပဲအဲ့ဒါကမြင်တဲ့ဟာတစ်ခုတည်းမဟုတ်ပေါ့နော်အတန်ဆိုတဲ့ကြားစိတ်ပေါ်တယ်ဆိုတဲ့ဟာလေအတန်မရှိဘဲနဲ့ကြားတယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့လိုပဲအနံ့ဆိုတဲ့အနံ့မရှိဘဲနဲ့နာနဲ့စိတ်နာတိစိတ်ဆိုတဲ့ဟာအလိုလိုမပေါ်ဘူးပေါ့နော်အဲ့တော့အနံ့နဲ့ဒီနှာခေါင်းမှာရှိတဲ့အကြည်ဓာတ်နဲ့တိုက်ဆိုင်မှအဲ့ချိန်မှာနာတိစိတ်ဆိုတာပေါ်တာတဘာဝအတိုင်းပေါ်တာပေါ့နော်အဲ့တော့တွေးတဲ့စိတ်ဆိုတဲ့ဟာကရောဆိုတော့လေတွေးတဲ့စိတ်ကတွေးစရာအာယုံပေါ့တွေးစရာအာယုံကကိုယ့်ရဲ့မနောဟရိယမှာတွေးစရာအာယုံနဲ့သွားတိုက်ဆိုင်တော့မှတွေးတယ်ဆိုတဲ့စိတ်ကလေးကပေါ်လာတာအဲ့တော့စိတ်တစ်ခုကတကယ်တမ်းစဉ်းစားကြည့်လို့ရှိရင်ကြိုပြီးတော့ဖြစ်နေတာလည်းမရှိဘူးအကြောင်းတိုက်ဆိုင်မှပဲပေါ်လာတယ်ပေါ်လာပြီးတော့လည်းနောက်စိတ်တစ်ခုအစားထိုးခံလိုက်ရတယ်ပေါ့နော်အဲ့တော့ကိုကဘယ်ချိန်မှာဘာစိတ်ဖြစ်မယ်ဆိုပြီးတော့ကြိုပြီးတော့လည်းပြင်ဆင်ထားလို့မရဘူးစဉ်းစားထားလို့လည်းမရဘူးတကယ်တမ်းကျတော့အဲ့အကြောင်းတိုက်ဆိုင်တဲ့အခါမှာစိတ်တွေကတဘာဝအတိုင်းပေါ်လာတာဆိုတဲ့ဟာဒါကိုလည်းနားလည်နေအောင်ကြိုးစားရမယ်ပေါ့နော်အဲ့လိုမျိုးတရားတွေတရားနာမယ်တရားပုဒ်တရားတွေနဲ့လေ့လာမယ်တရားစဉ်းစားမယ်ဆိုရင်ကိုယ့်ရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဟာလည်းပဲတဘာဝတရားသာဖြစ်တယ်ဆိုတဲ့ဟာကိုတဖြည်းဖြည်းနားလည်မှာပေါ့နော်တရားရှုမှတ်နေနဲ့လည်းနားလည်နိုင်တယ်အဲ့တော့ကိုယ်မှာရှိတဲ့ကိုယ်ရဲ့စိတ်ရဲ့ယုတ်တရားနံတရားပေါ့နော်ကိုယ်ရဲ့စိတ်ရဲ့ဆိုယုတ်တရားနံတရားအဲ့ဒီယုတ်တရားနံတရားဟာကိုယ်ပိုင်နာမဟုတ်ပေါ့နော်တဘာဝဖြစ်စဉ်တဘာဝဓမ္မသာဖြစ်တယ်ဆိုတာလက်ခံနိုင်တဲ့အသိဉာဏ်ပေါ့နော်အဲ့ဒါကိုယ်တဏ္ဍာမှာစရှိတယ်ဆိုတဲ့အချိန်ကနေစပြီးတော့ကိုပဲဒီကိုယ်နဲ့စိတ်နဲ့ကြောင့်မလို့ဖြစ်လာတဲ့လောဘဒေါသမောဟကိုအတိုင်းအတာတစ်ခုအထိထိမ့်သိမ့်နိုင်တယ်ပေါ့နော်အရန်ကိုပြင်းထန်တဲ့လောဘတွေအရန်ကိုပြင်းထန်တဲ့ဒေါသတွေကိလေသာအကုသိုလ်တွေကို
ဒီယုတ်တရားနံတရားကိုယ်မှရှိတဲ့ကိုယ်ရဲ့စိတ်တွေဟာတဘာဝတာဖြစ်တယ်ဆိုတဲ့ဟာကိုတေချာလေးလက်ခံနိုင်တဲ့အချိန်ကနေစပြီးတော့နည်းနည်းရောပါအောင်လောဘဒေါသမောဟမဖြစ်အောင်ပေါ့နော်စပြီးတော့ဆောက်ရှောက်လာနိုင်တယ်ပေါ့အဲ့တော့တရားအားထုတ်လိုက်တဲ့အခါမှာအရင်ဆုံးဒီကိုယ်နဲ့စိတ်ဟာတဘာဝဖြစ်စဉ်ပဲဆိုတာကိုလက်ခံသိမြင်တဲ့အခါမှာဒီလောဘဒေါသမောဟဖယ်ရှားလာပို့လွယ်လာပဲပေါ့နော်ပို့လွယ်လာပြီးတော့အခုလိုစနစ်တကျတရားအားထုတ်တော့အခါကြတော့လေဒီယုတ်တရားနံတရားကိုစောင့်ကြည့်တဲ့အခါမှာဘယ်လိုစောင့်ကြည့်ရမှာလဲဆိုတော့ကိုယ့်ရဲ့တန်တန်မှာပေါ့နော်ဒါကတော့ဒီဆရာတော်ရဲ့တရားတွေထဲမှာတရားစာအုပ်တွေထဲမှာလည်းနေ့စဉ်ရွတ်ဖတ်နေတဲ့ဟာပါပဲဒီမက်ကင်နဲ့ပြည့်စုံအောင်အားထုတ်လို့ရှိရင်ဒါဆင့်မြင့်တဲ့ဝိပဿနာဉာဏ်ကြီးရမယ်ပေါ့အဲအကြောင်းမလို့ဝိပဿနာမက်ကင်၅ပါးဆိုတာရှိတာပေါ့နော်ဝိပဿနာမက်ကင်၅ပါးဆိုတဲ့ဟာလေတရားနဲ့အဲ့လိုပြောလိုက်လို့ရှိရင်အရင်ကြီးကျေပြန့်နေတယ်လို့ဖြစ်နေတယ်မက်ကင်၈ပါးနဲ့ပြည့်စုံအောင်အားထုတ်ရမယ်မက်ကင်၅ပါးနဲ့ပြည့်စုံအောင်အားထုတ်ရမယ်ဆိုတမျိုးကြီးဖြစ်နေတာပေါ့နော်အဲ့ဒါကမှဆရာတော်ကဒီအလွယ်တကူနားလည်အောင်လို့သတိထားဝိရိယဆိုင်ပညာနဲ့ရှုဆိုတဲ့ဟာလေးနဲ့အလွယ်တကူမှတ်မိလွယ်စီတာပေါ့နော်အဲ့တော့သတိထားဝိရိယဆိုင်ပညာနဲ့ရှုဆိုတဲ့ဒီအခြေခံလေးနဲ့ပြည့်စုံအောင်ကိုစောင့်ရှောက်လိုက်လို့ရှိရင်အဲ့ဒါဝိပဿနာမဂ်ကင်၅ပါးနဲ့ပြည့်စုံပြီးသားဖြစ်သွားတယ်ဆိုတဲ့သဘောရှိတာပေါ့နော်အဲ့တော့သတိထားဆိုတော့လေဘာလို့သတိထားရမှာလဲဆိုတော့တရားအထုတ်တဲ့အခါမှာသတိထားရမယ်ဆိုတာဒီကိုယ့်ရဲ့ဒီကိုယ်နဲ့စိတ်ကိုပဲသတိထားရတာပေါ့နော်အဲ့တော့ကိုယ်နဲ့ဥပမာအဖြစ်ဒီထိုင်နေတယ်ဆိုလို့ရှိရင်ထိုင်နေတဲ့အခါမှာဒီတင်မားနဲ့ကြမ်းမြင်နဲ့ထိနေတယ်အဲ့ထိနေတာလေးကိုသတိထားလိုက်ပါပေါ့နော်သတိထားဆိုတာအဲ့လိုကိုယ့်ရဲ့တဏ္ဍာမှာကိုဖြစ်နေတဲ့အခြေအနေကိုသတိထားလိုက်တာပဲအခုထိုင်နေတော့တင်မားနဲ့ကြမ်းမြင်နဲ့ထိနေတာကိုသတိထားလိုက်ရင်ဘာဖြစ်မလဲဆိုတင်မားနဲ့ကြမ်းမြင်နဲ့ထိနေတာကိုသိတာပေါ့နော်အဲ့တော့သတိထားတာကအဲ့ဒါဆိုရင်တကယ်တမ်းကျတော့ပြည့်စုံပြီပေါ့နော်ဒါပေမဲ့ဒီထိုင်နေတဲ့ဒီတင်မားနဲ့ကြမ်းမြင်နဲ့ထိနေတာကိုတစ်ချိန်လောက်သိဖို့အတွက်သတိထားရတာလွယ်တယ်နှစ်ချိန်သုံးချိန်လောက်သိဖို့အတွက်သတိထားရတာလည်းလွယ်တယ်ပေါ့နော်ဒါပေမဲ့10မိနစ်2မိနစ်လောက်အဲ့လိုမျိုးဒီထိနေတဲ့သဘောကို10မိနစ်2မိနစ်လောက်တောက်လျှောက်သိနေဖို့ဆိုလို့ရှိရင်သတိတစ်ခုနဲ့မရတော့ဘူးသူရဲ့နောက်မှာဝိရိယဆိုင်ရတယ်ဆိုတဲ့ပါလာတာပေါ့နော်အဲ့တော့တစ်ခါနှစ်ခါလောက်သိဖို့အတွက်ကလွယ်တယ်ဒါပေမဲ့စဉ်ဆက်မပြတ်အချိန်ပြည့်ပေါ့နော်10မိနစ်ဆိုလဲ10မိနစ်5မိနစ်ဆိုလဲ5မိနစ်လောက်သိဖို့ဆိုလို့ရှိရင်ဝိရိယဆိုင်ရတယ်ဆိုတဲ့အနေထားပါလာတယ်အဲ့တော့ဒီတတိကိုလွတ်မသွားအောင်လို့အထိနေတာကိုသိရမယ်ဆိုပြီးကိုယ့်ကိုယ်ထပ်ပြီးတော့စောင့်ရှောက်ပြီးဝိရိယဆိုင်မှသာဒီစဉ်ဆက်မပြတ်သိတယ်ဆိုတဲ့တတိရှိလာမှာပေါ့နော်အဲ့လိုတတိဝိရိယနဲ့စောင့်ရှောက်တော့မှတည်ငြိမ်တဲ့စိတ်ဆိုတဲ့တမာတိပေါ့နော်အဲ့ဒီတည်ငြိမ်တဲ့စိတ်ဖြစ်လာမှာပေါ့အဲ့လိုစိတ်တည်ငြိမ်တော့မှဒီယုတ်တရားနံတရားဒီခန္ဓာရဲ့သဘောဖြစ်စဉ်တွေကိုအမှန်တိုင်းသိမြင်ပြီးတော့မှအဲ့မှာနောက်ကပညာနဲ့ရှုရမယ်ဆိုတဲ့ဟာပါလာတာပေါ့နော်ပညာနဲ့ရှုရမယ်ဆိုတော့ဒီခန္ဓာကိုယ်ကြီးဟာဘယ်လိုဖြစ်နေတာလဲမှန်ကန်စွာတွေးတောဆင်ခြင်ခြင်းနဲ့မှန်ကန်စွာဆုံးဖြတ်ချက်ချခြင်းဆိုတဲ့ပညာမဂ်ကနှစ်ပါးပေါ့နော်အဲ့ဒါကတော့အဲ့လိုပြောရင်ရှင်းနေတဲ့ခါကျတော့တကယ်တမ်းကကျတော့အကဲခက်ပြီးတော့ဘာလဲလို့သိလိုက်တာဟာပညာနဲ့ရှုတာပဲပေါ့နော်သတိထားမယ်ဝိရိယဆိုင်မယ်ထက်ကသိအောင်ဝိရိယဆိုင်မယ်စိတ်တွေတည်ငြိမ်လာတဲ့အခါမှာဒီယုတ်တရားနံတရားဒီကိုယ်နဲ့စိတ်ကြီးဟာတည်မြဲနေခြင်းမရှိဘူးတစ်ခုပြီးတစ်ခုပေါ်လိုက်တစ်ခုစားထိုးလိုက်ပေါ့နော်တတိနဲ့လိုက်တီးနေရတဲ့အခါကျဘယ်ဟာမှတည်မြဲခြင်းမရှိဘူးဆိုတော့ဒီအမှန်တရားတွေကိုအကဲခတ်မိလာမယ်ကဲခတ်မိလာပြီးတော့ဟုတ်ပါလားဆိုပြီးတော့သိလိုက်မယ်ပေါ့နော်အဲ့ဒါကပညာနဲ့ရှုတဲ့သဘောပါပဲအကဲခတ်ပြီးတော့အမှန်တိုင်းသိလိုက်တာမှန်ကန်စွာတွေးတောဆင်ခြင်ပြီးတော့အမှန်တိုင်းဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်အဲ့ဒါကပညာနဲ့ရှုတာပဲပေါ့နော်အဲ့လိုဆိုလို့ရှိရင်သတိထားမယ်ဝိရိယဆိုင်မယ်ပညာနဲ့ရှုမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တဏ္ဍာမှာဝိပဿနာမဂ်ကင်၅ပါးနဲ့ပြည့်စုံအောင်ကိုယ်စောင့်ရှောက်နေပြီးသားဖြစ်သွားတဲ့အခါမှာသစ္စာသိမြင်ခြင်းဆိုတဲ့ဒီခန္ဓာရဲ့အမှန်တရားပေါ့နော်ဒီဒုက္ခသစ္စာဆိုတဲ့ဟာကိုပိုင်ခြားတိလာမယ်ပေါ့နော်တိလာတော့မှကိုယ့်ရဲ့တဏ္ဍာမှာလောဘဒေါသမောဟတွေဆိုတဲ့ဟာကလုံးဝကိုဖယ်ရှားလိုက်နိုင်တဲ့အဆင့်ထိအောင်သိအောင်အားထုတ်အောင်ပေါ့နော်ပြန်ပြီးအနှစ်ချုပ်ရရင်တရားအားထုတ်တယ်ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာလောဘဒေါသမောဟမဖြစ်အောင်ကိုစောင့်ရှောက်တာတရားအားထုတ်တာပဲလို့ပြောလို့ရတယ်အဲ့တော့တရားထိုင်မှာမဟုတ်ဘဲနဲ့ဟိုကသွားနေလာနေတယ်လုံနေကိုင်းနေတယ်စားနေတောက်နေတယ်
ကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုတောက်လျှောက်မှာကိုလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ဆောင်းလျှောက်တယ်ဆိုတာကလေတရားအထုတ်တာပဲအဲ့တော့အဲ့လိုမျိုးနေစဉ်မှာလည်းပဲကိုတရားအထုတ်ဖြစ်အောင်ကြိုးစားရမယ်ပေါ့နော်တရားအထုတ်တဲ့အခါမှာအရင်ဆုံးတရားအထုတ်ဖို့အတွက်အထောက်ပံ့ဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ်မှာရှိတဲ့ကိုယ်နဲ့စိတ်ရဲ့သဘောတဘာဝကိုနားလည်ရမယ်ကိုယ်ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကလည်းတဘာဝတရားပဲဆိုတာကိုလက်ခံနိုင်အောင်သိအောင်ကြိုးစားရမယ်ပေါ့နော်နောက်ကိုယ်မှာရှိတဲ့စိတ်ဆိုတဲ့ဟာလည်းပဲကိုယ်ပိုင်တာမဟုတ်ဘူးတဘာဝအလျော်ဖြစ်လာတဲ့အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့တဘာဝဖြစ်စဉ်ဓမ္မရေးတာဖြစ်တယ်ဆိုတဲ့ဟာကိုအရင်ဆုံးလက်ခံနိုင်အောင်သိအောင်ဒီလိုတရားစာတွေဖတ်ပြီးတော့တရားတွေနာပြီးတော့သိအောင်ကြိုးစားရမယ်အဲ့တော့ဒီယုတ်တရားနံတရားလို့ခေါ်တဲ့ဒီကိုယ်တွေစိတ်တွေဟာတဘာဝပါလို့လက်ခံပြီးတဲ့အခါမှာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့လောဘဒေါသမောဟတွေကိုဖယ်ရှားရတာပိုပြီးလွယ်ကူလာမယ်အဲ့လိုမျိုးလွယ်ကူဖို့အတွက်ဒီလိုမျိုးတရားစနစ်ကြထိုင်တဲ့အခါမှာဝိပဿနာမဂ်ကင်၅ပါးနဲ့ပြည့်စုံအောင်အထောက်ကြရတယ်ဝိပဿနာမဂ်ကင်၅ပါးဆိုတာနှစ်ချုပ်လိုက်ရင်တတိထားပြီးတော့ဝိရိယဆက်ရတယ်ပညာနဲ့ရှုရတယ်ပေါ့နော်အဲ့တော့တတိတွေစဉ်ဆက်မှတ်ပဲဖြစ်အောင်ဝိရိယဆိုင်မှရတယ်တတိထားပြီးတော့ဝိရိယဆိုင်လိုက်ရင်စိတ်တွေတည်ငြိမ်လာတဲ့တမာရီရမယ်ပြီးတော့မှဒီယုတ်တရားနံတရားရဲ့တကယ်အမှန်တရားတွေကိုအကဲခတ်ပြီးတော့သိမြင်မယ်ဆိုလို့ရှိရင်ပညာနဲ့ရှုပြီးသားဖြစ်မယ်အဲ့ဒီလိုမျိုးဝိပဿနာမဂ္ဂင်၅ပါးနဲ့ပြည့်စုံအောင်ကိုဆောင်းရှောက်လိုက်တဲ့အခါမှာလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကကိုယ့်ရဲ့တဏ္ဍာမှာတဖြည်းဖြည်းပါလျားပြီးတော့ဗောနော်ဝိပဿနာမဉ္ဇဉ်နဲ့အစဉ်စဉ်မြင့်ပြီးတော့မှဉာဏ်စဉ်တွေတက်ပြီးတော့မှနိဗ္ဗာန်အထိအောင်မျက်မှောက်ပြုနိုင်တဲ့စင်ကြယ်တဲ့စိတ်တွေကိုရရှိလာမယ်ဗောနော်အဲ့ဒီအတွက်တရားအထုတ်ကြတာဖြစ်ပါတယ်ဆိုတဲ့ဟာလေးဒီနေ့သတိထားဖို့ပေါ့နော်အဲ့ဒါလေးကိုညှောက်ဝေတာဖြစ်ပါတယ်သာဓုသာ